Hello အားလုံးပဲမင်္ဂလာပါရှင် Italy နဲ့ Malaysia မှာဆရာဝန်ဆေးကြောင်းတက်ချင်တယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်တာလဲဘယ်လိုတွေရှိလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပါဆိုတော့ဒီ Malaysia မှာဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော် SEGI ပေါ့နော်အဲ့ဒီ University ကတော့ဒီဆရာဝန်တို့ engineer တို့နောက်ပြီးတဲ့အခါကြလို့ရှိရင်အဲ့လိုမျိုးပေါ့နော် IT တို့အဲ့လိုမျိုး major တော်တော်မြင့်တဲ့ဟာတွေကိုမှအရန်ကောင်းတဲ့မလေးရှားနိုင်ငံမှာ top 10ဝင်တဲ့ university ပေါ့နော်အဲ့ဒီ university မှာကျောင်းတက်လို့ရတယ်ကျောင်းတက်တဲ့အခါကြလို့ရှိရင်ကျွန်တော်တို့IGCSE A-level မဟုတ်ဘူးเนาะ A-level ที่မရောက်ထားသေးဘူး O-level ပဲဖြေရသေးတယ်ဆိုရင်အဲ့ O-level မှာသူဒီ subject 5ခုကတော့မဖြစ်မနေယူရမယ့် subject 5ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ bio ရှိမယ် math ရှိမယ်ပြီးလို့ရှိရင် science နဲ့ပတ်သက်တဲ့ subject 2ခုပေါ့เนาะအဲ့ဒါမျိုးလေးတွေသူပါရမှာဖြစ်ပါတယ်အဲ့ဒီဟာတွေကို O-level မှာဖြေတဲ့အခါမှာအမှတ်50% ပေါ့เนาะသူရထားပြီဆိုလို့ရှိရင်เนาะအဲ့စေးကြောင်းကိုတက်လို့ရပါပြီနေတာစားတာတွေကျောင်းလာကြတဲ့အပါဝင်ကမှတစ်နှစ်ကို800ကျော်ပဲကြာမှာဖြစ်ပါတယ်4နှစ်လောက်တော့တက်ရမှာဖြစ်ပါတယ်ရှင်ဆိုတော့ A level မပြီးထားသေးဘူးဖြစ်တဲ့ကြောင့်မို့ဟိုမှာတော့ကျွန်တော် foundation 1 year သူတက်ဖို့တော့လိုပါလိမ့်မယ်ရှင်ဟုတ်ဆိုတော့သူ့ရဲ့ကျောင်းကအဲ့ဒီ SEGI ပေါ့နော်အဲ့ဒီကျောင်းကတခုအားတာတဲ့ဟာပေါ့နော်အားတာချက်တွေကတော့သူ့မှာရှိပါတယ်ခုနလိုမျိုး rating အရန်ကောင်းတာမျိုးပေါ့နော် top 10ကျောင်းဖြစ်နေတာမျိုးပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်ကြိုက်တဲ့ဟာကကြောင့် UKနိုင်ငံကရှိတဲ့တက်ကူနဲ့သူက link လုပ်ထားတာမျိုးရှိတယ်အဲ့ဒါဆိုတဲ့အခါကျ internships စင်တာတွေတို့ဟိုဘက်မှာကျောင်းဆက်တက်ချင်တာဘာညာဆိုလို့ရှိရင်တော့အဲ့ဒီကနေပဲ network ဒီကောင်းကောင်းလေးရမယ်ဆိုတာတော့ကျွန်တော်ယုံကြည်တယ်ဆိုတော့အဲ့ဒါကမလေးရှားနိုင်ငံအတွက်ကကျောင်းဆိုမြန်မာဝင်နေဆိုရင်တော့သူကျောင်းပြီးဖို့အတွက်ဆိုတော့4,000ပေါ့နော်4,200လောက်တော့သူကုန်မယ်ပေါ့နော်စီကျောင်းတက်ဖို့အတွက်ပေါ့နော်ဆိုတော့အဲ့ဒါမလေးရှားဒီအီတလီမှာကျောင်းတက်ဆေးကျောင်းတက်လို့မရဘူးလားအီတလီမှာလည်းဆေးကျောင်းတက်လို့ရတယ်ကျွန်တော်ဘာလို့ဒီဟာကိုထည့်ပြောရလဲဆိုတဲ့အခါကျအီတလီကျောင်းကိုပြောရတဲ့အကြောင်းရင်းကကြတော့တချို့ကအီတလီမှာတက်လို့ရှိရင်ပတ်စံတွေတအားကုန်မယ်ကွာအရန်ပဲဈေးတွေကြီးတယ်ဘာညာထင်ကြမှာပေါ့နော်ကျွန်တော်ကဒီမလေးရှားက university တွေနဲ့ကျွန်တော်တို့ကတော့အလုပ်လုပ်တာမှန်ပေမဲ့ဒီအီတလီရဲ့ဟာကိုတော့ကျွန်တော်ရဲ့ညီမလေးတယောက်လဲသူသွားတော့မှာဆိုတော့ဒါကျွန်တော် plus ပေါ့နော်အီတလီကျောင်း mention လုပ်လို့တော့ကျွန်တော်ပတ်စံမရပါဘူးဒါပေမဲ့ကျွန်တော်ပြောပေးရဖြစ်ပါတယ်ပညာဒါနဝေမျှပေးရဖြစ်ပါတယ်ဆိုတော့အီတလီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစေးကျောင်းအတွက်ပေါ့နော်သူတို့ရှောက်လို့ရတယ် entrance တွေသူတို့ Mekonဆောင်းမွေးတွေဖြေရတယ်အဲ့ entrance ကိုဖြေနိုင်တယ်ဆိုလို့ရှိရင်တော့သူတို့ကျောင်းကိုတက်လို့ရမှာဖြစ်ပါတယ်အီတလီမှမဟုတ်ဘူးကျွန်တော်တခြားနိုင်ငံခြားဒီမှာမျိုးပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲအဲ့ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီ government ကဖွင့်တဲ့သူတို့ရဲ့ဒီပေါ့နော်ကျောင်းတွေက private ကျောင်းထက်ပိုမိုက်တယ်အရန်မိုက်တယ်ဆိုတော့စေးကျောင်းဆိုရင်အဲ့သူတို့ဆိုရနေဖွင့်တဲ့ကျောင်းတွေဆိုလို့ရှိရင်တကယ်ပါရဂူပမကပါညာတာကတွေနဲ့တင်တဲ့ကျောင်းတွေပေါ့နော် private ကျောင်းထက်ပိုမိုက်တယ်ပေါ့နော်ဆိုတော့အဲ့ entrance အောင်သွားပြီဆိုလို့ရှိရင်သူကဟိုပေါ့နော်ဟိုဆောင်းအကြောင်းတက်လို့ရပြီထားလိုက်ပါ entrance ဖြေပြီးသွားပြီတခြား visa ပဲလည်းရသွားပြီဆိုကြောင်းတက်ပြီးထားလိုက်ပါသူ့ရဲ့အကြောင်းစီးကဘယ်လောက်မှမရှိဘူးသိလားတကယ်ဘယ်လောက်မှမရှိဘူးဆိုတော့ကျွန်တော်တွက်ကြည့်လို့ရှိရင်တောင်းပါလေကျွန်တော်တို့ဒီမြန်မာပြည်မှာမူဂျိုကျောင်းတစ်နှစ်စာကုန်ဆိုတော့300ပေါ့နော်300အဲ့လောက်ပဲရှိတာအဲ့တချို့တက္ကသိုလ်တွေမှာဆိုရင်တချို့ဆို300လောက်ပဲရှိတယ်တချို့ဆိုရင်30လောက်ပဲရှိတယ်အီတလီမှာအဲ့လိုကျောင်းတွေအများကြီးရှိတယ်ဆိုတော့ကိုကတော့တော်နေဖို့လိုတယ်ပေါ့နော်ကိုစူးစမ်းအားထုတ်မှုလေအများကြီးဆိုင်တယ်သူတို့ကညာလို့မရဘူးပတ်စံလက်ထိုးလို့လည်းမရဘူးဘာနဲ့မှမရဘူးသူဖြေတဲ့ကောင်မှရမ်းမှုတည်တယ်ပေါ့နော်ဆိုတော့သူဆိုလို့ရှိရင် interest အောင်သွားပြီးသူ6လပိုင်းမှာသွားမယ်ပေါ့နော်ဆိုတော့လူအများကြီးရှောက်တာထောင်ချီရှောက်တဲ့မှာလူနည်းနည်းပဲရွေးတာပေါ့နော်သူပါသွားတယ်ပေါ့နော်သူကြောင်းတက်မှာပေါ့ဆိုတော့အီတလီမှာတက်ချင်နေဆိုရင်တော့အဲ့ဒါမျိုးတွေရှိတယ်ဘယ်အချိန်ဒီမှာဝင်ခွင့်ဖြေတာလဲဖြေလို့ရရလဲဗာလဲညာလဲတည်ကျွန်တော်ထပ်ပြောပေးပါမယ်ရှင်ဒီနေ့တော့ဒီလောက်ပါပဲเนาะအားလုံးကျေးဇူးတင်ပါတယ် bye bye